data train နဲ့ AI မှာ data train နဲ့ဒီပညာလေးကြောင်းမျှဝေခြင်းလို့ပါပထမဆုံးအဆင့်3ဆင့်ပေါ့နော် class တွေဖန်တီးမယ် class ဆိုတော့ခုမှ Leo ငင်းဆိုတဲ့ class ရယ် book ဆိုတဲ့ class ရယ်နှစ်ခုဖန်တီးလိုက်တယ်ဒီဟာကိုမှကျွန်တော်က webcam နဲ့ပေါ့နော်ဓာတ်ပုံရိုက်ပြီးတော့ data တွေကိုထည့်တယ် Leo ငင်းအတွက်ဆိုရင်ကျွန်တော်မျက်နှာကိုဗီဒီယိုရိုက်ပြီးတော့ဒီဓာတ်ပုံတွေဒါ data set တွေလို့ခေါ်တယ်ပေါ့နော် data set တွေကိုထည့်သွင်းတယ်ပြီးရင် book အတွက်ဆိုရင် စာအုပ်ကိုပြပြီးတော့ webcam နဲ့ရိုက်ပြီးတော့ဒီ book အတွက်ဆိုရင်ဒီစာအုပ်ရဲ့ data set တွေကိုထည့်သွင်းထားတယ်အဲ့ဒီခုကို train ပြီးတော့အဲ့ဒီခုထည့်ပြီးရတယ်နောက်တစ်ဆင့်နေနဲ့ဒါ training data ဆိုပြီးတော့ data တွေ train လိုက်တယ်ပေါ့နော် data တွေ train ပြီးသွားရင်နောက်ဆုံးအဆင့်နေနဲ့ကျွန်တော်တို့ကဒီ AI model ကို result ကိုဘယ်လိုထုတ်ပေးရမလဲဆိုတာကိုကျွန်တော်ကသင်ပေးရမှာပေါ့နော် AI ကိုကျွန်တော်တို့ကလူတွေကသင်ပေးနေတာဒီမျက်နှာကိုပြလိုက်ရင် view ငိမ့်ဆိုပြီးတော့သူကအဖြစ်ထုတ်ပေးနိုင်ရမယ်စာအုပ်ကိုပြလိုက်ရင် box ဆိုပြီးတော့ဖြစ်ထုတ်ပေးနိုင်ရမယ်နော်အဲ့လိုမျိုးပုံစံ train ပြီးတော့ data တွေ train ပြီးတော့ကျွန်တော်တို့က testing လုပ်တာပေါ့နော်ဒီ AI တွေကိုအဲ့တော့ကျွန်တော်လက်တွေ့ပြမယ်အဲ့တော့ဒီ output ထုတ်တဲ့အဆင့်ရောက်သွားပေါ့နော်ဒီဘက်ပိုင်းကိုရောက်သွားတဲ့အခါမှာကျွန်တော်ပြောက်ပြီးတော့ဒီမဲ့စာအုပ်ကိုရင်ပြလိုက်မယ်ဆိုအောက်မှာတွေ့တယ်ဒီအောက်မှာ book ဆိုပြီးတော့ဒါ book ဆိုပြီး 100% book ဖြစ်နေတယ်ဒီအောက်မှာ data train ထားတဲ့သူကသူရဲ့စာအုပ်ဆိုတာအကြောင်းကိုသူတသိပြနေပေါ့နော်ဒီမှာမဟုတ်ဘဲနဲ့ကျွန်တော်မျက်နှာပြမယ်ဆိုရင်ဒီကိုငင်းက 100% ဒီငင်း 100% မှန်ပါတယ်ဆိုတော့သူကအဖြေထုတ်ပေးပါတယ်အဲ့လိုမဟုတ်ပဲနှစ်ခုလုံးသူလို့ဖြစ်နေ AI ကလည်းတွေ့တာ50ဖြစ်နေမရပါဘူးနော်ဒီလိုကွယ်လဲဒီလိုမရအဲ့တော့ရှင်းရှင်းလင်းလင်း data ကလည်းရှင်းရှင်းလင်းလင်း data ထည့်သွင်းပြီးတော့စမ်းသပ်နိုင်ရမယ်ကိုယ့်ဘက်ကမှန်မှသူကလည်း AI ကလည်းဒီအဖြေမှန်ကိုထုတ်ပေးရပါတော့ဒါ AI method တစ်ခုအကြောင်းကိုကျွန်တော်ကညဝေပေးတာပါဒါ AI ကို train နေဆိုတဲ့ method တစ်ခုပေါ့နော် AI ကို train ပြီးတော့ AI model တွေထုတ်လုပ်ထားတာအဲ့တော့ဒီက AI တွေက data တွေကိုသူက database ထဲမှာသူကစုထားပြီးတော့အဲ့ data တွေကနေ machine learning ပေါ့နော်သင်ယူပြီးတော့ဒီကဘာဆိုပြီးပြန်ပြီးတော့သင်ယူပြီးတော့တူပြန်ပြီးတော့အဖြေထုတ်ပေးနိုင်တာပြန်ပြောပြနိုင်တာဖြစ်တယ်ဒါတော့အခြေခံသဘောတရားလေးပါပဲဗျာဒါ AI ရဲ့အခြေခံသဘောတရားလေးရှင်းပြတာပါအားလုံးမကြည့်ဘူးတင်ပါတယ်ဗျာ